သူများဒီပတ်စံသွားရှာတာမင်းတို့အဖေဒီမေဒီပတ်စံသွားရှာတာတွေ့ဘူးလားနောက်တစ်ခါလိုက်သွားအခုလိုခစ်ကြီးပြတ်နေတဲ့အချိန်မှာသူတို့မှပိုးပြီးတော့ပြန်မရှာတာဘုံမောမျက်နှာကိုလေချာစကန်ဖတ်တယ်ငါကြည့်လိုက်ရင်အမေမျက်ဒီလိုမျက်နှာမငယ်သေးရဘူးအမေလိုချင်တာအကုန်လုပ်ပေးတယ်အဖေတယ်လီဖုန်းလိုချင်တယ်ဝဲပေးတာပဲဘာလိုချင်တော့ငယ်တော့ငယ်တော့မိဘတွေကတို့လုတ်ပေးခဲ့တယ်တို့ကြီးလာတဲ့အခါမှာမိဘတွေကလုတ်မပေးဘဲနဲ့လက်လူရှိလို့မရကိုလိုပဲပြန်ပြီးပေးဆက်အဲ့လိုမျိုးပြန်ပြီးပေးနိုင်ဖို့တော့မင်းတို့အရေးချင်းနေရှိပြီလားငယ်ကောင်ကမကူခဲ့တဲ့သူကကြီးတော့လေယူခြင်းသိမ့်မပြောက်နောက်ဆုံးသားသမီးတွေရတော့တူလူနဲ့မိဘတွေလာပြီးတော့ပြဿနာပေးနေတဲ့သူတွေရှိသေးတယ်ဘလောက်ချက်တရားကောင်းလဲအဲ့လိုမျိုးလို့တာကောင်းလားဟိဒါကြောင့်သားသမီးတို့တရားမျှတမှုရှိရမယ်မိဘတွေပတ်စံဘလို့ရှားနေရတယ်လေတို့အကြောင်းကိုဘလို့ထားပေးနေအဲ့ဒါကိုတိတတ်တဲ့စိတ်နဲ့အလိုက်တိရအစာတော့အဝတ်အထည်အနေထိုင်အလုံးကိုကြစ်လစ်ချွေသားတော့လို့လားမလို့ဘူးလားအခုတိုင်းပြည်ရဲ့ခေတ်အခါကာလအခြေအနေကောင်းလာဟိမကောင်းတဲ့နေရာမှာကိုယ့်ရဲ့အသုံးဖြုတ်အနေတိုင်းစားတော့ပို့ပြီးဆင်ခြင်ဖို့လိုလားမလိုဘူးလားလိုတယ်ဒါကြောင့်မိဘဆရာသမားတွေအပေါ်မှာမင်းတို့တရားမျှတမှုရှိရသူတို့လွယ်လေးရတာမဟုတ်ဘူးဒါကြောင့်မင်းတို့ဗျံပတာမနေနဲ့ဗျံပတာမသုံးနဲ့လို့ဒါကိုပြောချင်တယ်သဘောပေါက်ရဲ့လားဂိုင်းနောက်တစ်ခုနံပါတ်3အောင်ပါတယ်တော့တာဝန်ယူမှုရှိရ responsibility အမြင့်ဆုံးခေါင်းဆောင်မှုဆိုတာတာဝန်ယူမှုပဲ responsibility ဒါအရေးကြီးတယ်ငယ်လေးနဲ့ဘုံပြောပြီး၄တန်းနဲ့ကမိဘကိုကူခဲ့တယ်9တန်း6တန်း9တန်း10တန်းတောက်လျှောက်ကူခဲ့တယ်9တန်းရောက်တော့ဘုံကိုယ်တိုင်ထမင်းလဲချက်တက်ပြီးဟင်းလဲချက်တက်ပြီးသားလေးသမီးတွေသားတွေချက်တက်ပြီလားအေးမင်းတို့ကောင်တွေနိုင်ငံရောက်ရင်အမေကျုံကပီတောင်းနဲ့ပဲသားကျုပ်ဥကျော်နဲ့ပဲသားတို့ကငယ်လေးနဲ့ချက်တက်အောင်လုပ်တယ်ဗျကိုယ့်ပါသက်ကိုကောင်းစားတယ်ဟုတ်လားသမီးတွေချက်တက်ပြီလားအေးမင်းတို့ယောက်ျားယူရင်နေရင်ကြီးရိုက်ခံဟုတ်လားဒီတချို့ကယောက်ျားလေးနဲ့မဆိုင်ဘူးဒီလိုမဟုတ်ဘူးအဲ့ဒီချက်တက်ပြုတ်တဲ့လျှော်ရက်ဖုတ်တဲ့နေတဲ့ထိုင်တဲ့အဲ့ life skill ပဲငယ်လေးနဲ့တည်ယူထားတယ်တည်ယူခြင်းစိတ်ရှိနေရဘလို့ချက်တယ်လဲဘလို့လျှော်ဖုတ်တယ်လဲဒါတွေကိုတော့လူငယ်တရားသခန်းတွေရအဲ့ဒါကို train တာမင်းတို့အေးကဘာမှမပို့အောင်အဝတ်အစားဆိုလဲကိုလျှော်လူငယ်တရားသခန်းတွေရဘုန်းတို့ဒါတွေ train တာအခုနေရာလေးဆိုဘုန်းတို့လူငယ်တရားသခန်းတွေဖွင့်10ရက်ကန့်သွင်းတာ leadership skill တွေရောတခါတည်းသင်အုပ်စုလိုက်အလုပ်လုပ်ရတဲ့ဟာတွေတခါသင်တယ်ကိုတာဝန်ကိုယူပဲအဲ့ဒါဘုန်းတို့ကကလေးတွေအတန်းတက်နေတဲ့အချိန်မှာရုတ်တရက်ဝဲစစ်လို့အင်ကြီးတွေတိုးလို့တလန်းပြစ်တိုင်းအမိုက်ပုံနဲ့ပြစ်ထားခဲ့တာစောင်းနေခေါင်းနဲ့မခောက်အောင်ဆိုအမိုက်ပုံနဲ့ပြစ်ထားခဲ့နောက်တစ်နေ့ဒီမှာမရှိတဲ့အတိုင်းနေပဲ9ရက်လောက်နေမှလူကြီးမိဘတွေလာတွေ့ခိုင်းတယ်လာတွေ့တဲ့အချိန်မှာအဝတ်ထုတ်တွေပါလေပေးလိုက်လားပေးတယ်ဆိုပြန်ယူခိုင်းတယ်ကိုရှော့ကိုတာဝန်ကိုယူခိုင်းတယ်အခုကသားတဲ့သူတွေကကိုတာဝန်ကိုမယူမိဘတွေကလည်းသားတဲ့သမီးတွေကိုဘယ်လိုလုပ်ဆိုတော့ ready made အမေဆိုထမင်းကခူးပြီးသားဟဲ့လားအဝတ်ကလျှော်ပြီးသားဒီကလေးတွေကိုမိဘတွေဆရာသမားတွေကဘာလို့ခိုင်းတတ်အောင်မိဘဆရာသမားတွေကိုခိုင်းတတ်အောင်သင်ပေးနေတယ်လို့ပဲဒါလည်းမကောင်းဘူးတာဝန်ယူတတ်အောင်သင်ပေးရဘာလို့တတ်အောင်သင်ပေးရမလဲဒါတို့သမီးတို့ကိုယ်တိုင်လည်းဘာလို့လဲရမလဲတာဝန်ယူတတ်တဲ့စိတ်ရှိရ